Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အရင်မွန်ဟင်းချက်ပြမှာဖြစ်ပါတယ်ငါးဟင်းလေးကိုမှမွန်မြော်ကြီးနဲ့မယမ်းပြားလေးကိုတုံးပြီးတော့ချက်ပြထားတာပါအရင်ဥဆောင်မွန်မြော်ကြီးရဲ့စက်သွန်းနီရဲ့မယမ်းပြားရဲ့ငပိအနှဲငယ်ကိုထောင်းထားမှာပါအိမ်မှာအမေမရှိလို့အိုဒါကြီးလောက်ရတဲ့ကျမရဲ့လေးရက်လေးပေါ့နော်ထောင်းထားတဲ့နှစ်လေးကိုဦးထဲထည့်ပါမယ်ပြီးတော့စနွေးမုတ်ရဲ့အချိုးမုတ်အနှဲငယ်စားမပါမဖြစ်ပေါ့နော်ပြီးတော့စီလေးအနှဲငယ်ထည့်ပါမယ်လုံးချမှာဖြစ်တဲ့အတွက်ကြောင့်ထည့်ထားတဲ့နှစ်တွေကိုရောသမမှွေအောင်နေပေးပါမယ်ရှင်။ကဲဒီနေထားလေးဆိုရင်တော့ရပါပြီနော်။ပြီးတော့ခုနကထောင်းထားတဲ့ဒီငုပ်စုံကြီးကိုပဲပြန်ထည့်ပါမယ်။ gas မီးဖွေးပြီးတော့တဲရုံနဲ့ရပါပြီ။အဖောင်းအုပ်ပြီးတော့ရေခမ်းတဲ့ထိစောက်ပါမယ်။ကဲကျမရဟင်လေးရပါပြီ။အစီလေးပြန်လာပြီဆိုရင်တော့ရပါပြီနော်။ဝီးစားချင်းစရာလေးရှမ်းအနံလေးပါနည်းနည်းအုပ်မယ်နော်ကဲရပါပြီရှင်အရန်ကိုအရသာရှိတဲ့မွန်ဟင်းတစ်ခွက်လေးပေါ့နော်ချက်လို့အရန်လွယ်ပြီးတော့အရန်ကိုစားကောင်းတဲ့ဟင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့ချက်စားကြည့်ဖို့အကြံပေးချင်ပါတယ်ရှင်ဒီနေ့ရဲ့ဗီဒီယိုကဒီလောက်ပါပဲနော်အားလုံးပဲတတ်တာ